Voice of Ammonia အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့မှာတော့ Contract Staffing Service တွင် Team Lead အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့ကိုအေဂျင့်ကိုရဲ့စကားသံကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်နာမည်အေဂျင့်ကိုဖြစ်ပါတယ်။ Ammo Consulting မြန်မာရဲ့ Service Type တစ်ခုဖြစ်တဲ့ Contract Staffing Service Team မှာ Assistant HR Manager တဦးအဖြစ်လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ Contract Staffing Service ရဲ့အဓိကရည်ရွယ်ချက်ကတော့လုပ်ငန်းရှင်များအနေဖြင့်မိမိတို့ရဲ့လုပ်ငန်းဦးတည်ချက်တိုးတက်ကောင်းမွန်စေရန် HR ဘိုင်းနဲ့ပတ်သက်ပြီးအချိန်ကုန်သက်သာစေရန်ဝန်ထမ်းရေးရာပိုင်းစနစ်တကျထားရှိစေရန်ရည်ရွယ်ပြီးဝန်ထမ်းတဦးချင်းစီအလုပ်စတင်ခန့်အပ်သည့်အချိန်မှစပြီးအလုပ်ထွက်သည့်အထိမြန်မာနိုင်ငံရဲ့လုပ်သမားဥပဒေအတိုင်းစနစ်တကျဝန်ဆောင်မှုပေးနေတဲ့ Premium HR Outsourcing တစ်ခုဖြစ်ပါတယ်။ဒါအပြင်လစာတွက်ခြင်းလူမှုပူလုံရေးပေးဆောင်ခြင်းတဦးချင်းဝင်ငွေကုန်ပေးဆောင်ခြင်းအပိုင်းတွေမှာအလုပ်တစ်ခုအနေနဲ့ထပ်သွင်းစဉ်းစားကြရမလို့ခြင်းဌာနဆိုင်ရာများနဲ့ချိတ်ဆက်လုပ်ဆောင်ရမှာကိုယ်တိုင်တွားရောက်ကြရမလို့အချင်းတို့ကြောင့်လုပ်ငန်းအပေါ်အာရုံပုံမဆိုင်နိုင်ပြီးလုပ်ငန်းဆိုင်ရာတိုးတက်မှုများစွာဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းခွင်အတွင်း HR ဘိုင်းကိုစနစ်တကျဖြစ်စေပြီးစနစ်ကျတဲ့ဝန်ထမ်းကောင်းများထားရှိရန်နဲ့လုပ်ငန်းတိုးတက်ကောင်းမွန်စေရန် Ammo Consulting မြန်မာရဲ့ Contract Staffing Service ကိုဆက်သွယ်ဖို့အကြံပြုပါရစေခင်ဗျာ။ကျေးဇူးတင်ပါတယ်။